ဒီနေ့ကတော့ဒုတိယနေ့ပေါ့နော်စကေစီးတာရဲ့ဒုတိယနေ့ဒါမဲ့ဒုတိယနေ့ရဲ့ပထမဆုံးစီးတဲ့အချိန်မှာတော်တော်လေးပြင်းပြင်းထန်ထန်တစ်ခေါက်လဲထားပါတယ်။ဒါကောင်းတာကဒုတစ်တောင်လက်ဘွားအကုန်လုံးကာဗာလောက်ထားတဲ့ကြောင့်မလို့အမှန်တော့တစ်တောင်နဲ့ရိုက်မိတာဖြစ်ပါတယ်ပေါ့နော်။ဒါမဲ့တိတ်ပြီးတော့မနာဘူးပေါ့နော်။ကဲအခုကျွန်တော်တော်တော်စီးပြီးသွားပါပြီ။တစ်ပတ်နှစ်ခေါက်တစ်ခါနှစ်ပတ်တစ်ခါပြီးတော့၄ဘက်တစ်ခါစီးထားတယ်6ပတ်ရှိပါပြီပေါ့နော်။ဆိုတော့အခုကတော့နည်းနည်းကိုတော့နည်းနည်းဘာလို့ရောပြီးတယ်နည်းနည်းရှိအောင်နော်ဟုတ်ပြီနော်ဒါမဲ့ဒါတော့မှဒီရထဲတော့နည်းနည်းတီနေဖြစ်သွားပြီဘလို့ကြောလေးသိသွားတာပေါ့နော်ကြောကဘလို့စီးရင်ဘလို့ကြောဖြစ်တယ်ဆိုတာသိသွားတာနည်းနည်းလေးချောချူဖြစ်သွားတာပေါ့ကြောသိသွားတယ်ဆိုတဲ့ဘောတရားပေါ့နော်ကျွန်တော်ကလေးတစ်ဖက်ကရှေ့ကိုသွားရင်နောက်တစ်ဖက်ကလိုက်ထိန်နောက်တစ်ဖက်ကရှေ့သွားရင်နောက်တစ်ဖက်ကလိုက်ထိန်ဆိုတော့ပုံစံမျိုးသွားတော့ဆိုတော့မနေ့ကတည်းလည်းမြန်သွားလို့ရပါပြီပြီးတော့ဒီနေ့ကဘာဆိုးလဲဆိုတော့မိုးရေတွေနဲ့ပေါ့နော်မိုးရေတွေနည်းနည်းချွဲတယ်ဆိုတော့တချို့ဟိုဘက်မှာတော့နွန်လေးတွေရှိနွန်ကနေပြီးတော့ဟိုဘက်ကိုပေါ်ပြန်တက်တဲ့ကျင်းဆိုချွဲပြီးတော့ဖြစ်တယ်အခုကတော့ဒုတိယနေ့မှာတော်တော်လေးမြန်ဆန်စီးရလိုက်ပါဗျာစီးကျွမ်းတော့မကျွမ်းသေးဘူးပေါ့အားတော့ဖြည်းဖြည်းချင်းသွားမှရပါဒါမဲ့နေ့ရတဲ့ဆိုင်တော့အပုံကြီးတာသွားပြီပေါ့နည်းနည်းထိမ့်တတ်သွားပြီပေါ့ဟောဒီမှာနွန်လေးတွေလားအဲ့နွန်လေးတွေကဘာဖြစ်လဲဆိုဒီတိုင်းစီးတာတော့မသိတော့ဒါမဲ့ဟိုဘက်မှာအပေါ်ပြန်တက်ရတဲ့နေရာဆိုချွဲပြီးတော့ဟောဖြစ်သွားတယ်ဟုတ်ပြီဒါတစ်ပတ်ပေါ့နော်ကျွန်တော်ဒီဟာကို၄ပတ်လောက်စီးနိုင်ပါပြီပေါ့နော်ဆိုတော့ဒီလောက်ပဲနားပါမယ်နော်ကြည့်ပြတာအားပေးတာကျေးဇူးတင်ပါတယ်တော့နဲ့တူဝါသနာပိုင်လဲလိုက်နောက်ဆိုလိုက်စီလို့ရပါတယ်ကျွန်တော်လည်းအခုမှသင်ယူဆဲဖြစ်တော့လေ့ကျင့်ဆဲပဲဖြစ်တော့ညတော့ပြန်ပြီးတော့တွဲခေါ်မနိုင်သေးဘူးပေါ့နော်ဖြည်းဖြည်းပေါ့โอเคနော်ဘိုင်